ဒီနေ့လေမတ်လလေး17ရက်နေ့ရှမ်းပြည်နယ်တောင်ပိုင်းလွယ်လင်းရဲ့အခြေအနေဇာတိဥတုရဘာကြီးလုံးလည်းမသိဘူးမိုးဒီတွေရောကြားတယ်လေတွေလည်းပြင်းတယ်အရမ်းနဲ့ကြောက်ဖို့ကောင်းတယ်သိလားဇာတိဥတုရကိုယ်ကမှပါတယ်လိုင်းတော့ဖို့ဆိုဝေးတော့မိုးကျူးတွေကလည်းပြစ်လိုက်တာရရက်ဆက်ဆက်မိုးဒီလေးတွေကလည်းအတပုံကြတယ်ကောင်းသူတွေတော့ကတော့ကောင်းမလားဆိုးမလားမပြောတတ်ဘူးဇာတိဥတုရမိုးဒီတွေတော့ကြတယ်ဒီကလေအေးတယ်စောင်းတာပုံတော့ဒီချိန်ထိအေးနေတယ်ဒီနေ့လွယ်လေတာရေမိုးဒီတွေကြားတယ်လွယ်လင်မှာလေအေးတန်ခံနိုင်မှနေကြအေးတန်မခံနိုင်ရင်တော့ ရာဒီဥတုကလည်းကြောက်စရာမလွယ်ဘူး။အိုးရာဒီဥဒရရက်ဆက်ဆက်ဆောင်းပုံညာကြားပြီးဒီမှာအခုအေးတော့အခုကြည့်အောင်မိုးဒီတွေရက်ဆက်ဆက်မတ်လ17ရက်နေ့တောင်ရောက်ပြီ။အခုချိန်ထိဆောင်းလည်းမကုန်သေးဘူးပြီးတော့မိုးဒီတွေမိုးတွေအေးတန်ကုန်လာအောင်ပြီးတော့နောက်ထပ်မိုးတောင်ရောက်လာသေးတယ်။ရက်ဆက်ဆက်ပြလာရာဒီဥဒရမိုးတွေရောတကုန်ပြတ်တာဒီနေ့ရာဒီဥဒရလေးဒါစိတ်ထောင်နေတဲ့ကြောင်းဒီလားအေးကုန်လို့ညံ့လေအေးကုန်တော့မများအောင်မိတယ်အခုမိုးကဆက်လာပြီအနွေးတွေကလျှော်ရမလားပြန်ဝေးရမလားဆောင်းတွေကလည်းတိတ်ရမလားပြန်ထုတ်ရမလားကိုမသိတဲ့အခြေအနေလွယ်လမျိုးကြီးကလွယ်ကိုမလွယ်သိလားအေးတော်တော်အေးတန်ခံနိုင်မှနေလိုကောင်းတဲ့နေရာကြီးပြီးတော့ဘလို့ပြောရမကြောင်းမသိရဘူးဒီလေးဒီရက်ဆက်ဆက်ပဲမနေ့ကမှဆောင်းလျှော်ဒီနေ့အဆောင်ပြန်ထုတ်ရမယ်ပုံစံကောင်းပြန်ပေါက်နေဒီခေညာပဲကျုံနှင်းခဲတွေကစားအဝိုင်မိုးဒီခဲတွေကစားကြတယ်မနဲ့လင်းလည်းနှင်းတွေကကြားတော့ပဲဒါတောင်3လပိုင်းရောက်ပြီနော်3လပိုင်းထိအောင်ရောက်နေပြီအခုချိန်ထိဘယ်လိုပြောမှလဲအင်းကြီးအပါကိုမဝစ်ကိုမဝေရတယ်အထူးလေးမှနည်းနည်းလေးအပါလေးထုံမလို့ပဲရှိရအခုတခါမိုးဒီတွေနဲ့မိုးတွေကပြန်လာပြီလာရက်ဆက်ဆက်တောက်စရာကောင်းလိုက်တာ